ကျမတို့ကတော့ပြန်လာဖို့မျှော်လင့်ထားတယ်အဲ့အတွက်လည်းကျမတို့တိုက်ပွဲဝင်နေတယ် Federal တရားသူကြီး Rice Lambert ကနေပြီးတော့ကျမတို့ VOA နဲ့ RFA နဲ့အပေါ်မှာပေါ့နော်သူတို့ကျမတို့ဆွဲထားတဲ့အမှုနဲ့ပတ်သက်ပြီးအနိုင်ပေးလိုက်တဲ့အပေါ်မှာတော့ကျမတို့အားရကျေနပ်မိပါတယ်အဓိကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကတော့ဟိုတရားရေးအရာဆိုရင်တော့ပမာဏဆုံးဖြတ်ချက်ပေါ့နော်အဲ့တော့ပမာဏအမိန့်ဆိုတဲ့ခါကျတော့အဲ့ဒီထဲမှာသူ့ရဲ့အဓိကဒီအမိန့်မချမှတ်မချင်းအမှုကဆက်ပြီးတော့ရှိနေမယ်အဲ့ဒီအမှုဟိုဆက်ပြီးတော့ရင်ဆိုင်နေရတဲ့ကာလအတွင်းမှာဒီသမ္မတ Trump တို့အစိုးရအဖွဲ့ကနေပြီးတော့ပေါ့လေကျမတို့ဒီ VOA ဝန်ထမ်းတွေကိုဟိုပြန်ပြီးတော့အလုပ်လုပ်ခွင့်ပေးရမယ်လုပ်ငန်းတွေကိုအရင်တိုင်းအတန်လွင့်လုပ်ငန်းတွေကိုအရင်တိုင်းပြန်ပြီးတော့လက်ပတ်ခွင့်ပြုရမယ်ဆိုပြီးတော့ချမှတ်ထားပါတယ်ဒီသမ္မတ Trump အစိုးရအဖွဲ့ကနေပြီးတော့အယူခံတင်နိုင်ဖို့ရှိတယ်အဲ့အတွက်လည်းအချိန်တွေဘယ်လောက်ထပ်ကြမလဲဆိုတာတော့မသိရသေးပါဘူး Weeks ago 1,500 employees received essentially termination VOA management ဒီဥဆောင်တဲ့သူတွေအနေနဲ့อ่ะပေါ့နော်လုပ်ငန်းကိုပြန်ပြီးတော့လက်ပတ်ဖို့တော့အစင်သစ်သူတို့လည်းပြင်နေကြတယ်ပေါ့လေဒါတရားရုံအမိန့်အရာလဲကျမတို့ကလုတ်ပိုင်ခွင့်ရှိနေတယ်ဒါပေမဲ့တကယ်တမ်းကျတော့ကျမတို့ကအစိုးရဝန်ထမ်းတွေဖြစ်တယ်အစိုးရ agency လက်အောက်မှာရှိနေတဲ့အတွက်လေသူတို့ဘက်ကအခုတရားသူကြီးအမိန့်ကိုဘယ်လိုတုံ့ပြန်ဆောင်ရွက်မလဲဆိုတဲ့အပေါ်မှာမှကျမတို့ဒီ VOA ကိုဥဆောင်တဲ့သူတွေ VOA ကတာဝန်ရှိသူတွေကဆောင်ရွက်ရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ကတော့တကယ်တမ်းအမှန်တိုင်းပြောရမယ်ဆိုရင်တော့ကိုရီအားလုံးကိုအလုပ်ခွင့်ပြန်လာတော့ဆိုတော့ email ပေါ့နော်အဲ့အလုပ်ခေါ်စာကိုကျမတို့စောင့်မျှော်နေတယ်ဒါပေမဲ့တစ်ဖက်မှာလည်းသမ္မတ Trump ဘက်ကနေပြီးတော့ဟိုကျမတို့ VOA နဲ့ပတ်သက်ပြီးတော့အတန်လွှင့်လုပ်ငန်းတွေကိုဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ညွှန်ကြားချက်ကလည်းမလာသေးတဲ့အတွက်ပေါ့နော်ကျမတို့ကအခုလက်ရှိအခြေအနေကတော့ဒီတိုင်းပဲရှိနေပါသေးတယ်ကျမတို့အခုဒါဖေခုံမျိုးနယ်မှာရှိတဲ့လက်ဤစစ်ဆောင်စခန်းပေါ့နော်အထူးသဖြင့်ကျမက VOA မှာအလုံးအခုဆိုလို့ရှိရင်ပေါ့နော်73နှစ်ကျော်ပေါ့လေVOA မှာဝင်လုပ်နေတဲ့ဒီတက်တန်းอ่ะဆိုတော့ကျမအရင်ကဆို BBC မှာလုပ်တယ်နောက် RFA မှာလည်းလုပ်ခဲ့တယ်ဆိုတော့ဒီသတင်းတော့တက်တန်း16နှစ်နီးပါးလောက်ရှိခဲ့ပြီနောက်ပြီးတော့ဒီကာလအတွင်းမှာသတင်းတွေကိုပိတ်ပင်တားဆီးခံထားရတဲ့မြန်မာနိုင်ငံအတွက်ဆိုရင်ကျမတို့ဒီပြင်ပနေပြီပေါ့နော်အဲ့လိုသတင်းတွေကိုကျမတို့ဟိုအချိန်နဲ့တပြေးညီတင်ပြခွင့်ရခဲ့တယ်တင်လဲတင်ဆက်ခဲ့ကြတယ်ဒီအခုလိုမျိုးတခါမှကျမတို့မမျှော်လင့်ထားတဲ့เนาะဒီအတန်လွင့်လုပ်ငန်းကြီးကိုရုတ်တရက်သမ္မတ Trump ကပိတ်လိုက်ပြီးတော့ကျမတို့အတန်တွေကိုဟိုရက်တန့်ထားတဲ့အတွက်ပေါ့နော်ပြန်ပြီးတော့ကျမတို့ American နိုင်ငံမှာတိုက်ပွဲဝင်နေရပါတယ် 1,500 people whose jobs are now in danger. We believe the administration is violatingအဲ့အတွက်လည်းကျမတို့က Save VOA ဆိုတဲ့ဒီလှုပ်ရှားမှုပေါ့နော်အဲ့ဒါလေးလုပ်တယ်အဲ့ဒီဟာကတော့ကျမတို့ရဲ့ဒီသက်ဆိုင်ရာကျမတို့ဘာသာစကားပေါင်း40ကျော်ရှိတဲ့အတွက်ဒီ40ကျော်မှာရှိတဲ့တကယ်အတန်လွင့်တဲ့သူတွေသတင်းသမားတွေကနေပြီးတော့သူတို့ဘာတွေလုပ်ခဲ့ကြလဲဆိုတဲ့ပြောပြချက်တွေကိုကျမတို့ဟိုမှတ်တမ်းတင်ဗီဒီယိုတွေစုဆောင်းနေကျမတို့အဲ့ဒါတွေ Save your VOA ဆိုတဲ့ social media platform ကနေကျမတို့တင်ပြတယ်နောက်ပြီးတော့ကျမတို့ဒီ VOA ဘာတွေလုပ်နေသလဲဆိုတာကို American နိုင်ငံသူနိုင်ငံသားတွေသိအောင်အတွက်လည်းကျမတို့လုပ်တယ်အထူးသဖြင့်လွှတ်တော်ပေါ့နော်ဒီလွှတ်တော်အမတ်တွေရှိကိုလည်းဒီ American အတန် VOA ဆက်ပြီးရှိတဲ့နယ်ဆိုတဲ့ဒီဟိုဟာ message တွေပေါ့နော်ဒါတွေကိုသက်ဆိုင်ရာပြည်နယ်အလိုက်တင်ပြကြဖို့ဆိုတော့ကျမတို့ဒါတွေလှုပ်ရှားမှုတွေကိုလည်းကျမတို့လုပ်ကြပါတယ်မင်္ဂလာညချမ်းပါရှင် VOA American အတန်ရဲ့2025ခုနှစ် February အဲ့တော့ကျမတို့ကတော့ပြန်လာဖို့မျှော်လင့်ထားတယ်အဲ့အတွက်လည်းကျမတို့တိုက်ပွဲဝင်နေတယ်။ဘာဖြစ်လို့လဲဆိုတော့ဒါကကျမတို့ VOA ဟာယုံကြည်ရတဲ့သတင်းဌာနဖြစ်တယ်နှစ်ပေါင်း80ကျော်ရပ်တည်ထားတဲ့သတင်းဌာနကြီးတစ်ခုဖြစ်တယ်။အဲ့တော့ကျမတို့ VOA ဆက်ပြီးရှိနေဖို့အတွက်ကျမတို့တိုက်ပွဲဝင်သွားမယ်။လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပေါ့နော်။ကျမတို့ American နိုင်ငံမှာပြဋ္ဌာန်းထားတဲ့ပြဋ္ဌာန်းချက်တွေလွှတ်တော်ကVOA နဲ့ပတ်သက်ပြီးတော့ပြဋ္ဌာန်းထားတဲ့ဒီဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းကျမတို့ဆက်ပြီးတော့တိုက်ပွဲဝင်သွားမှာဖြစ်တယ်။ VOA ဆက်ပြီးတော့ရှိနေမှာပဲလို့ကျမကတော့ယုံကြည်ထားပါတယ်ရှင်။